မာတက္ကရာ1388ခုနှစ်နှစ်တမင်္ဂလာစုမောမြန်မာတက္ကရာ1388ခုနှစ်နှစ်တမှာမြန်မာနိုင်ငံအပါအဝင်ကမ္ဘာသူကမ္ဘာသားများအားလုံးဆန္ဒနဲ့ဘဝအထက်ထဲကြကြပါစေတောင်းတလိုက်တိုင်းလူရဆန္ဒများပြေဝကြပါစေတက်ရှူတိုင်းငိုဝင်ကြပါစေလူသားအချင်းချင်းမေတ္တာတရားများတိုးပွားနိုင်ကြပါစေဝိကွာနေတော့မိသားစုများလည်းတစုတစည်းတည်းပြန်လည်စုံစည်းနိုင်ကြပါစေခொနတာသမီးအားလုံးဘေးရန်နဲ့ကင်းကြပါစေရေမီးမင်းခိုးလူအချင်းမနစ်တတ်တော်သူစတော့ရန်သူမျိုး၅ပါးတို့ဘေးရန်မှလည်းကင်းဝေးကြပါစေလောကကပ်ဘေးအမုတ်ခေါင်းပါခြင်းဘေးလက်နက်ကဘေးဟူသောဘေးကြီး၃ပါးမှကင်းရှင်းကြပါစေကျမ်းမာချမ်းသာဘေးရန်ကင်းကွာ၍လူရဆန္ဒများပြေဝကြပါစေကျွေမျိုးတို့ပျက်စီးခြင်းပျက်စီးခံရခြင်းညာတိပြဒနာစီစဉ်ဥစ္စာပျက်စီးခြင်းဘောဂပြဒနာယောဂကြောင့်ပျက်စီးခြင်းယောဂပြဒနာကိုချင်းတီလာပျက်စီးခြင်းတီလာပြဒနာပုတ်တွေရင်းကိုတူးတယ်လို့မှားရင်တော့အယူကိုယူမိတပြင်းပျက်စီးခြင်းဒိဋ္ဌိပြဒနာဟူသောပြဒနာတရား၅ပါးတို့မှာကင်းဝေးကြပါစေ။ဒီနေ့မှစ၍မြန်မာနိုင်ငံအပါအဝင်ကမ္ဘာသူကမ္ဘာသားများအားလုံးမငြိမ်းချမ်းမှုများကင်းဝေးပြီးငြိမ်းချမ်းတာယာတော့ကမ္ဘာကြီးဖြစ်ပါစေကြောင်းနဲ့ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကိုညီညီညွတ်ညွတ်ဖြင့်တည်ဆောက်နိုင်ပါစေကြောင်းကျွန်တော်တို့ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှနှစ်တမင်္ဂလာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ